Okay အားလုံးပဲမင်္ဂလာပါကျွန်တော် channel နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ကအပိုင်းမှာ Baba Boss တို့အဖွဲ့ကိုတော်ရရနဲ့တစုံတယောက်ကစောင့်ကြည့်နေခဲ့ပါတယ်ဇလန်အစဘရင်မကင်းဟာသူမကိုယ်တိုင်စက်တွေကိုပိတ်ပစ်ခဲ့တာကြောင့်ရေရှမ်းရဲ့သူမရဲ့နန်းတော်ကနေထွက်ပြေးဖို့ပြင်ဆင်နေပါတယ်သူမဟာထော်မသားခင်မှာနေရနေမှာထွင်းထူထားတဲ့သူမရဲ့ဖခင်ရုပ်ထုကိုဖခင်ရဲ့တမိုင်းကတော့ဒီမှာတင်ပြီးဆုံးသွားပြီကျမရဲ့အလဲကအခုမှစတာလို့နှုတ်ဆက်ခဲ့ပါတယ်သူမအထွက်ပြေးသွားပြီးခဏအကြာမှာပဲရေကာလာကြီးဟာရေဖိအားကြောင့်အကျိုးပြတ်သွားပြီးအောက်ဘက်မှာရှိတဲ့ခါကူဆူမြို့တစ်ခုလုံးရေအောက်ရောက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းဘာဘော့စ်တို့အဖွဲ့ဟာမြင်းအောက်ပိုင်းကိုရောက်နေကြပါတယ်ပဲရစ်ကမာဂရာတယောက်သူမရဲ့အိမ်ငယ်တွေကိုပြန်ရောက်ဖို့အတွက်ခင်မုန်းတဲ့ကလေးတွေကိုဘာရောက်အန်ရတော်တွေလွတ်လိုက်တယ်ဆိုတာကိုတန်တရားဝင်နေခဲ့ပါတယ်ပဲရစ်ကမာဂရာရဲ့လေတံနဲ့အပြုတ်မှုတွေမှာအရင်ကနဲ့မတူတာကိုတတိထားမိသွားခဲ့ပါတယ်မောင်မိုက်တဲ့အရှင်အဝါတစ်ခုကိုလည်းခံစားနေရပါတယ်အရင်ကဂျေမာရာရဲ့ပြောခဲ့တဲ့တတိထားပါဆိုတဲ့စကားဟာဝရာကိုဂယူးဆိုင်ဖို့ပြောခဲ့တာမဟုတ်ပဲတတိထားပါဆိုတဲ့စကားဟာမာဂရာကိုတတိထားဖို့ပြောခဲ့တာဆိုတာကိုတန်တရားစဝင်နေခဲ့ပါပြီဘာဘော့စ်ကွန်ဖူနဲ့ဟာနီဝါတို့ဟာသူတို့ရဲ့ပစ္စည်းကိုခိုးသားတဲ့သူနောက်လိုက်ရင်ပလက်စတစ်အမိုက်တွေနဲ့တိစောက်ထားတဲ့စကာဗင်ဂျာစကန်တစ်ခုကိုရောက်လာခဲ့ပါတယ်ဟာနီဝါကစကန်ထဲကိုတယောက်တည်းတိတိစိတ်ဝင်သွားပြီးသူမရဲ့အိတ်ကိုရှာတွေးခဲ့ပေမဲ့လည်းခြုံခိုတက်ခတ်ခြင်းကိုခံလိုက်ရပါတယ်ဘာဘော့စ်နဲ့ကွန်ဖူတို့ကယ်တင်ဖို့ရောက်လာချိန်မှာတော့ထူဆန်းတဲ့အချက်တွေကိုတွေးလိုက်ရပါတယ်အဲ့ဒီတိုက်ခိုက်သူဟာအမြင်အာရုံရှိနေသူတယောက်ဖြစ်နေတာကိုသိလိုက်ရပါတယ်အဲ့ဒီလူငယ်လေးရဲ့အမိကတော့ Boost ဖြစ်ပြီးသူဟာလည်းဂျေမာရာရဲ့သားတယောက်ဖြစ်နေတာကိုသိလိုက်ရပါတယ် Boost ဟာနှစ်အတော်ကြာကျွံပြုတ်ခံခဲ့ရပြီးစွပစ်ခံရတဲ့သူတယောက်ဆိုပါသိလိုက်ရပါတယ်မာဂရာကအမြင်အာရုံရှိရဲ့စစ်တပ်တစ်ခုကိုတိစောက်ဖို့ရည်ရွယ်ချက်နဲ့ Boost ကိုသူတို့အဖွဲ့ထဲလက်ခံလိုက်ပါတယ်ဒါပေမဲ့ဘာဘော့စ်ကတော့သူ့ရဲ့မွေးစားကလေးတွေဟာသူတို့ရဲ့ဇာတိဖခင်နဲ့တွေ့သွားတဲ့အခါသူတို့ကိုဆုံးခွာသွားမည်ဖြစ်စိုးရိမ်နေခဲ့ပါတယ်တစ်ဖက်မှာလည်းထွက်ပြေးလာတဲ့ဗိမကင်းဟာခြုံခိုတိုက်ခတ်ခံရပြီးသူမရဲ့အဆောင်တွေအသက်ခံလိုက်ရပါတယ်သူမကို City of 1လို့ခေါ်တဲ့ပိုးချီထုတ်လုပ်တဲ့နေရာကိုခေါ်ဆောင်သွားပြီးအဲ့ဒီကခေါင်းဆောင်ကတာကသူမကိုကြုံအပြစ်ခိုင်းစီလိုက်ပါတော့တယ်ဘယင်မတပားအနေနဲ့မာနောက်တွေဟာဒီနေရာမှာအသုံးမဝင်တော့တာကိုဆိုတာကိုသိလိုက်ရပါတယ်သူမဟာပထမဆုံးအကြိမ်အဖြစ်အနှိမ့်ချခံရခြင်းကိုခံလိုက်ရပါတယ်ဇက်အရှင်အမြင့်ဆုံးအပိုင်းကတော့တော်ထဲမှာဆုံးမို့ဆိုးတွေစစ်တပ်နဲ့ရင်ဆိုင်ရတဲ့အချိန်မှာပဲဘာဘော့စ်တို့တိုက်ပွဲဝင်နေတော့ဟာမာဂရာဟာပျောက်ကွယ်ခဲ့တာပါတယ်သူမဟာစစ်ဗိုလ်ချုပ်ဂျွန်ရဲ့ရှေ့ကိုတယောက်တည်းထွက်သွားပြီးသူမရဲ့အိတ်ထဲကတော်ဝင်လက်စွပ်ကိုလှုပ်ခါပြလိုက်တဲ့အခါမှာအဲ့ဒီလက်စွပ်တန်ရဲ့အတန်ကိုကြားလိုက်ရတဲ့ဂျွန်ဟာစစ်တီအားလုံးကိုဒုက္ခခံလဲကြားပြီး House of King မှမင်းသမီးမာဂရာကိုအလေးပြုကြလို့ကြွေးကြော်လိုက်ပါတော့တယ်တကယ်တမ်းတော့မာဂရာဟာဘယင်မကင်းရဲ့ညီမဖြစ်နေတာပါအဲ့ဒီအလဲအပြောင်းကဇလန်းကိုလုံးဝပြောင်းလဲသွားခဲ့စေခဲ့ပါတယ်သူမဘာလို့ဒီလိုဝက်ချက်ကိုအခုမှဖော်ပြတာလဲဒီအပိုင်းကတော့ဒီလောက်ပါပဲနောက်နေ့မှနောက်တစ်ပိုင်းဆက်တင်ပေးသွားမှာမယ်